你的欧陆考出啥了呀？欧陆考出一家归零来的。ကျွန်တော်ကအုံတို့ခောက်ဆိုအဖမကြိုက်လို့အရေးပဲစားအုံတို့ခောက်ဆိုရင်နည်းနည်းကြီးကျဲနေပြီဘာဖြစ်လို့ပဲမရှိဘူးအော်ပဲမရှိဘူးပဲအလူခံမရစေစားမယ်စားကောင်းတယ်ဒါပါဖတ်တယ်မထင်လားဒီနေ့အလုံးနာနေတော့ထားပြီးတော့ဒီကြကွေးသုံးဝဲဒီကြကွေးကလည်းစောစောထားမှရနောက်ကြမရတော့နောက်ကြလို့ရှိရင်ပလာတာဖြစ်သွားရောဒီကြကွေးစားနောက်ကြရင်ပလာတာဖြစ်သွားတယ်လူတီဆိုင်ဖြစ်သူကစောပိုင်းဆိုတော့ဒီကြကွေးရအောင်လို့ညနေနေလို့တရားကိုချက်တူကငါကောင်းကိုချက်တူကဒီတော့ပဲဝယ်မွေးပဲရမြန်မာကမရဘူးဒီရပြခဲ့သွားရတယ်မနော်ဒီဝယ်ပြီးအမှလည်းဆက်ဝယ်ရတယ်ထမင်းနဲ့လည်းလိုက်ဘီလီယံ300တဲ့ဘီလီယံ300ကသူကရင်းနှီးမြှုပ်နှံစိတ်ရောက်ကြည့်တော့မဟုတ်သူညှိနှိုင်းမယ်ညှိနှိုင်းနေအဆင်ပြေလို့ရှိရင်ဖြည်းဖြည်းချင်းထောက်ပံ့ကြည့်ရင်းနှီးမြှုပ်နှံဒီကြကွက်တစ်ခုတွေ့ပြီပါလို့သူ့ဟိုစားရတော့မှာဒီမှာဒီကြကွက်29ဝယ်တာပေးတယ်လည်းလို့40ဘိုး30ဘိုးဝယ်ရင်30 40ဘိုးဆိုသူကနိုးစီပေးရဒါပါလေတော့မသိကြည့်ဟုတ်ပြီဒီကြကွေးရုပ်စားလည်းအရင်ဒီရုပ်စားရတယ်ဘယ်လိုပုံကြိုက်လဲလားဂျုံစားတယ်လေပတ်စားလို့ကောင်းတယ်ထမင်းနဲ့ယူလာအောင်ချိုးလဲစားလို့မရဘူး
ဒါမှလင်မယားညောက်လက်ဆောင်စားတယ်လို့ခေါ်တယ် စားနဲ့အလုပ်ပဲနော်စားမယ်လုံးမယ်အိတ်မယ်แล้วก็เรายังมีบารีประสานพวกไหมစားလို့ခေါ် เอ้ยแค่ไรใช่ไหมเอ้ยไม่ใช่หรอก အောက်ဆွဲတယ်ပေါ့ထမင်းနဲ့လာတယ် အခုသားလာမယ် ชูซ้ายเลย รู้ที่เราถูกเลย လို့သိတာပေါ့